နေ့စီးဝေးကိုတက်ရောက်လာကြတဲ့ရပ်သူရွာသားတွေအားလုံးကိုကျေးဇူးတင်ပါတယ်အစည်းအဝေးဆိုတာတဲ့ကျွန်တော်တို့ရဲ့ရပ်သူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေတာပါဒါကြောင့်မလို့လဲဒေါက်တာမင်းလင်းတို့လိုဦးတိုက်ထွန်းတို့လိုရွာကိုပြန်ရောက်လာတဲ့အာယုတို့လိုသူတို့တွေရဲ့အကြံပေးချက်ရကျွန်တော်တို့ဒီလူပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့ဒီလောက်ပဲပြောချင်ပါတယ်မင်းလင်းပြောပါဦးဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျော်အောင်နဲ့ဗညာပေါ့လေသူတို့နှစ်ယောက်ဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်သူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမယ်ရွေးကောက်ပွဲကိုဒါနှောက်ရက်အဟန့်အတားဖြစ်အောင်ဘုံထောင်လာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမယ်ရွေးကောက်ပွဲကြီးကပျက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမယ့်ကိစ္စမျိုးတွေကိုမလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိုက်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနုညွတ်တောင်းပန်ချင်ပါတယ်ဆရာကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုရောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော်အတူအယောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြိုင်မှာမဟုတ်လို့လဲဗျာအမှန်မောဆရာပြီးရင်ဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ်အဲ့တော့ကျိုးတို့ရွာသူရွာသားတွေကိုကျုပ်တစ်ခုလောက်မြည်ပြရစီအခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြည်ပခါတွေကိုလည်းခင်ဗျားတို့သိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့အောက်မှာခင်ဗျားတို့ဆက်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့အခုကျင်းပမဲ့ရွေးကောက်ပွဲမှာခင်ဗျားတို့ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျုပ်ကတော့ဒီလောက်ပဲပြောချင်တယ်ကျွန်တော်အကြံပြုချင်တာကျွန်တော်တို့နိုင်ငံရဲ့အပြောင်းလဲအရွေးတစ်ခုဖြစ်တယ်ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲပြီးတော့ကျွန်တော်တို့နိုင်ငံမှာဆုံးရှုံးနစ်နာခဲ့ရတဲ့နှစ်ဖက်လူငယ်တွေနေတာမှမဟုတ်ပဲဗျာဒီလိုတွေမဖြစ်ဘဲနဲ့အားလုံးအေးချမ်းနေဖို့ဆိုရင်အစိုးရအသစ်တရက်မြန်မြန်ပေါ်ပေါက်လာဖို့လိုပါတယ်အဲဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့နည်းနည်းဖြစ်စွပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာနေတဲ့လူတွေဖြစ်ကြပါတယ်အဲ့တော့ဒီတိုင်းပြည်ရဲ့အရွေးဟာကျွန်တော်တို့အားလုံးပေါ်မှာမူတည်နေတယ်အဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေတယ်ဗျာအားလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသေးကြားကမဲတပြားဒီတိုင်းပြည်အတွက်ပါကဲဒါလို့ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေရွေးကောက်ပွဲဘယ်လောက်အရေးကြီးတယ်ဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပဖို့တိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြိတက်နိုင်ဖို့အတွက်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ခမရတို့တွေအားလုံးမဲပေးကြပါစို့လားဗျာသူမီဦးတို့မြတ်တို့တို့ဒီတို့တွေလေမမဘူဝေဝဲဆုံးဖြတ်မှန်းနဲ့ပဲပဲရကြမယ်လေပုဂ္ဂိုလ်လွဲဆန္ဒတွေအစိုးရသမားတွေအမိမတူရင်ရက်ဆက်သွားရမှုပဲဒီကိစ္စမျိုးနောက်ထပ်မကြည့်ဘူးဒီလိုရစင်နွယ်ဒီလိုမြေကောက်ပွဲ
ထုတ်ကြမယ်ပွဲပြည်သူတွေစင်တော့ပြည်သူတွေကပွဲသူနီစံတာပေါ်ထုတ်ကြမယ်ပွဲလာမယ်ခရီးတွေအချမ်းဖက်နီးနဲ့ဒီမရှိနိုင်တာသိတဲ့ဒီမို့လေအနာဂတ်စီကတမိုင်းကိုထုံးဆိုင်လို့ရှိတဲ့ကြပြီအခွင့်အရေးရဲ့ဒီငြိမ်းချမ်းစွာနေတဲ့ညကိုဘယ်ပဲချီတီဒီမိုကရေစီ